အင်္ဂလိပ်စာအားနည်းလို့ပါ grade 12မှာအဆင်မပြေမှာဆိုတဲ့အတွက်ကြောင့်မို့လို့ဘယ်လိုမျိုးလေးလေ့ကျင့်သင်လဲပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့အခုပြောပြပေးခြင်းနဲ့ဆိုတော့အင်္ဂလိပ်စာကအရန်တော့ကျယ်ပြန့်တယ် general knowledge တွေရှိထားမယ်အန်စင်းတွေကိုလည်းများများသိထားမှာပဲဖြစ်နိုင်မှာဖြစ်ပါတယ်ဆိုတော့ textbook တစ်ခုတည်းနဲ့မလုံလောက်တဲ့အတွက်ကြောင့်မို့လို့textbook ကတော့အရေးကြီးတယ် textbook ကိုတော့သိရမယ်ပေါ့လေ textbook မှာရှိရဲ့ read the passage အကုန်စာပိုက်အကုန်ကိုကအဲ့ထဲမှာရှိရဲ့အကြောင်းအရာမှန်သမျှအကုန်သိထားရမယ်ပြောချင်တာကသူ့ထဲမှာရှိရဲ့ meaning တွေ vocab တွေအကုန်သိထားရမယ်ပေါ့နော်ဒါအပြင်ဒီဘာသာရဲ့အပိုင်းမှာရှိရဲ့ grammar ဘိုင်းတွေပေါ့နော်သူ့ရဲ့ခေါင်းစဉ်အကုန်ကိုအရင်ဆုံးရအောင်လုပ်ထားရမယ်ဆိုတော့ grammar ဆိုတဲ့နေရာမှာလည်းပေါ့နော်ဒီဟာပဲကြည့်နေတော့မှဆိုတော့လည်းမဟုတ်ဘူးပေါ့လေ grade 10 11ဟာလည်းပြန်ကြည့်တာမျိုးလုပ်ရမယ်ပေါ့နော်နောက်တစ်ခုကတော့ခုနပြောတဲ့ poem တွေလည်းချက်ထားရမယ်ပေါ့လေ၄ပုဒ်ကတော့မဖြစ်မနေချက်ရမယ် poem ၄ပုဒ်ကိုရမှာပဲကွာအမှတ်လေးအနေနဲ့ပါရနိုင်မှာဖြစ်တဲ့ကြောင့်မို့လို့ပေါ့လေနောက်တစ်ခုကတော့ဒီ vocabulary session တက်ရှိရပေါ့နော်ဒီဖတ်စာအုပ်ထဲမှာအဲ့ session ကိုလည်းပယ်လို့မရဘဲနဲ့တခြားကြည့်သွားရမယ်ပေါ့နော် vocabulary လေးကိုကဒီစလုံးလေးတွေကဘယ်လိုရှိလဲပါလဲပေါ့ဒါလေးကိုတခြားကြည့်အောင်သိအောင်လုပ်ထားရမယ်ပေါ့နော်ပြီးတော့မှ extra ဘိုင်းတွေသွားပါ extra ဘိုင်းတွေမှာဒီအပြင်မှာလည်းစာအုပ်တွေအများကြီးပဲရှိရပေါ့နော်အင်္ဂလိပ်နဲ့ပတ်သက်တဲ့ဒီလေ့ကျင့်လို့ရမယ့်ဟာတွေပေါ့အဓိကလေ့ကျင့်ရမှာ read the passage ဘိုင်းကိုအဓိကလေ့ကျင့်ပါနောက်ပိုင်းကအချိန်ရတယ်ဆိုလို့ရှိရင်ကျတော့တစ်ပတ်ကိုပဲအနည်းဆုံးတစ်ပုတ်လောက်ပေါ့နော်ကိုအမြဲတမ်းပြောလို့ရှိရတော့တစ်ပုတ်ပဲဖြစ်ဖြစ်နှစ်ပုတ်ပဲဖြစ်ပေါ့နော် essay တစ်ပုတ်လည်းတစ်ပုတ်လောက်ကိုအမြဲတမ်းရေးကြည့်နေပါရေးတဲ့အခါမှာခေါင်းစဉ်တွေကြတော့လေဒီလိုမျိုးမေခွန်းဟောင်းကခေါင်းစဉ်တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားကိုစာအုပ်တုပ် essay လာစာအုပ်တုပ်ကိုဝယ်လိုက်ပါဝယ်ပြီးတော့မှတစ်ပတ်ကိုတစ်ပုတ်လောက်တော့ဖတ်ပေါ့လေဖတ်ပြီးတော့အဲ့ဖတ်ပြီးတဲ့ပုတ်ခေါင်းစဉ်ကိုပဲပြန်ပြီးတော့မှကိုယ့်ရဲ့ idea နဲ့ပြန်ရေးကြည့်ပေါ့နော်ဒီတိုင်းကြီးအကုန်လုံးပြန်ကူးချခိုင်းပြီးရေးတာမျိုးတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ idea လေးနဲ့သူတို့ဆရာတွေရေးထားတဲ့ idea လေးနဲ့ပြန်ပြီးတော့မှပေါင်းဆက်ပြီးတော့ရေးတာမျိုးလုပ်ကြည့်ပါအဓိကတော့အင်္ဂလိပ်စာဒီကျယ်ပြန့်တယ်ဒါပေမဲ့စောစောပြောသွားတဲ့ဟာလေးကိုဒီစာလေ့ကျင့်လုပ်သွားမယ်ဆိုလို့ရှိရင်တော့အောင်မိုးထက်ကတော့အကျဉ်းတွေပါအဆင်ပြေနိုင်ပေမဲ့ဂုံတူးရဖို့တက်လောက်ကြီးကတော့ပို့ပြီးတော့မှထပ်ပြီးတော့စူးစမ်းသွားရမှာပေါ့နော်အဲ့လိုမျိုးလေးတော့ကိုယ်အနေနဲ့အကြံပေးပါတယ်